ကျွန်တော်လက်နဲ့လှုပ်လိုက်လို့ခေါင်းပေါ်ထိပ်ပေါက်ခေါင်းကွဲဖြစ်သွားတဲ့လူတွေလည်းဒါအများပြားရှိပူရတာပေါ့နော်ပြောတဲ့လူကလည်းကို့အမေလာကြီးဖြစ်နေတဲ့အတွက်လေသူကလည်းတောင်းမှန်မယ်ဟုတ်တယ်လေကိုမိဘတွေနဲ့ဆိုတက်တီတွေလောက်တွေပဲရှိရတယ်မိမကြီးဒီမှာကြည့်ပါအောင်ဟာအာကုသို့တော်တော်များတယ်ဟလားငါကြောင့်တော်တော်သိနေတာငါတို့တော့ငါကြောင့်ငါလာအဲ့လောက်တော့မသိမင်းကပူပြီးသိနေသလားလို့တယောက်နဲ့မသိတာမှကျွန်တော်အကြောင်းဒီလောက်သိတယ်ဆိုရင်ကျွန်တော်အိမ်သားမှာနေလို့ရတော့လေကျွန်တော်ဖင်ကောင်းဘလောက်ကျဲလဲဆိုတာအစားသူသိမယ်သလားကျွန်တော်တို့လင်မယားဒီလိုကောမန့်မျိုးကိုအခုတစ်ခါဖြေတာနောက်ဆုံးပါပဲကဆိုးလင်ဆိုသူကတော့ဗျာနော်သူเจ้าကိုသူ့ထက်ပိုတိနေတဲ့လူတွေရောပြီးတော့ဗျာနော်သူ့ကိုတိုက်ခိုက်နေတဲ့လူတွေခုသူကဘာမှမဖြစ်လို့နဲ့ဆက်ဆံတက်လာတဲ့ပုံစံမျိုးတွေကဘသူကြောင့်လဲဆိုတော့ပြပြလာတဲ့ဗီဒီယိုလေးပဲဖြစ်ပါတယ်ဆိုတော့စိတ်ဝင်စားရင်ကျွန်တော်နဲ့သူလိုက်ကြည့်ဖို့ဖိတ်ခေါ်ပါဗျမိမကြီးဒီမှာကြည့်ပါအောင်ဟာအာကုသို့တော်တော်များတယ်ဟလားပြဿနာတစ်ခုဖြစ်ပြီဆိုလို့ရှိရင်လေဖြစ်တဲ့လူတွေကပြီးသွားပြီမပြီးနိုင်တာတို့ပေးတယ်ရပဲတင်တာဆိုတာဒီကျွန်တော်တွေ့တာအခု20 15ခုအခု20လောက်ရှိပြီပေးတယ်နဲ့တင်တာရေးရဆက်ပြီးရင်တင်လဲပေါက်ကရစလုံးတွေရေးပြီးတင်တာမှကြည့်အောင်တင်တာဒေါ်လာတဲ့200တဲ့မြန်မာငွေ8သိန်းကျော်ဝင်ငွေရလိုက်တဲ့ဆိုးလွင်နဲ့ငါတင်တဲ့လူတော်မှာငါဗီဒီယိုဘယ်လောက်ရမှမသိမင်းကတိုင်းရိုက်သိတာပေါ့အဲ့ဒါဆိုလို့ချင်းအခုမင်းတင်တာမင်းဘယ်လောက်ရလားအဲ့လိုမျိုးတင်လာတော့မင်းလည်းရလို့တင်တာမဟုတ်လားဘာတွေလိုက်ပြောတာမသိဘူးနော်ရနောက်ပြီးလို့ချင်းအဲ့ဒီအောက်မှာ comment နဲ့လူတွေရောဘာတွေရောနော်သူများအကြောင်းကိုလိုက်မှန်ဒီမှာဆိုလို့ချင်းဘယ်လောက်စိတ်တူဖို့ကောင်းလဲဆိုတော့အမကြီးမှတ်တာနော်သူအောက်မှာမှတ်တာဟုတ်တယ်တဲ့ဇိုးလင်းဆိုတဲ့အကောင်ကတဲ့လူလဲတဲ့ရံပြန်ဖြစ်ရင်သူတို့အကျိုးမရှိဘူးဆိုတာသိလို့တမင်တကာတောင်းမှပြီးမျက်ရည်ချူပြီးဟိုဘက်ကိုဝိုင်းဆဲရအောင်ဝင်စင်သွားတာတဲ့ငါလည်းမဲဆောင်းမှနေတာပဲဒီကောင်အကြောင်းကောင်းသိတယ်တဲ့ဟိုတော်ကြီးတားမိရှိတာတော့ဒီကောင်စင်းနဲ့တော့မထည့်ဘူးတဲ့ဒီကောင်နဲ့အပေါင်းအသင်းလုပ်တဲ့လူတွေတဲ့တထေးကြီးပဲတဲ့ငါကြောင့်တော်တော်သိနေတာနော်ဟိုတော်ကြီးလို့တဲ့ဟိုမကောက်တာအမြင်နဲ့ကြက်လုပ်ပြီးနေတဲ့လူတွေကဒီကောင်အများကြီးတာလားမတာလားဆိုတာတဲ့အပြင်ပန်းကြည့်ုံနဲ့သိတယ်ဒါပေမဲ့ဒီကောင်ကလူပါတဲ့သူ့အတွက်အကျိုးများမရှိရင်လို့ပြိုင်မပြောတာတဲ့သူ့အတွက်အကျိုးများရမယ်ဆိုရင်ခလေးဦးတော် line မော်တင်ပြီးတော့ရှာစားတာတဲ့ဆိုးလေဆိုတဲ့ကောင်ရှော့မတော်နဲ့အကောင်ယူပါတဲ့ငါမသိလို့မေးပါအောင်ခလေးဦးတော် line မော်တင်ပြီးရှာစားတယ်ဆိုတော့ခလေးကိုချစ်လို့ line မော်ဗီဒီယိုတင်တယ်မင်းတို့ကောက်နေရဘယ်လိုကိုကာယကံရှင်ထက်တောင်သိနေတယ်နော်အထိုးထက်တောင်သူတို့ကသိနေတယ်ပြောလိုက်ပါအောင်ကလေးကတော့ဘယ်သူပဲမွေးလေနော်သူတို့သားသမီးတို့ခုခေတ်ကမီဒီယာခေတ်တွေ line ခေတ်တွေပြင်တော့တင်ကြတာပဲလေနော်မိုးတို့မှမဟုတ်ဘူးကျန်တဲ့ကလေးမိခင်တွေတင်တာလူတိုင်းတင်နေတာဆယ်လီတွေကလေးမွေးလို့ရှိလို့ရှိရင်တို့ကလေးတွေလူတိုင်း line ပေါ်မှာတို့ကလေးပြပါအောင်ချစ်လို့ပါလို့ညာလို့ဆိုတော့ line ပေါ်မှာဒီလိုပဲသူ့ဗီဒီယိုလေးတွေသူကနဲ့သူနဲ့တင်ပေးတာကလေးတောင်ပြပြီးတော့ရှာစားလို့ရတယ်နောက်ပြီးတော့ငါတို့လည်းအထင်ကြီးရဲဆက်ဆက်ပဲနော်မင်းကွာမသိလို့ရှိလို့ရှိရင်ငါတို့တော့ငါကြောင့်ငါလာအဲ့လောက်တော့မသိမင်းကပူပြီးသိနေသလားလို့တကယ်လူတွေသလားနော်အဓိကပြီးတော့ကျွန်တော်ပြောပြတာရှင်းလေးဘာပဲဖြစ် तू ကမသိလို့ချင်းကျွန်တော်အကျိုးများမရှိလို့ဗျာရံမဖြစ်တာပေါ့တော့အဲ့လိုမျိုးစိတ်ဆင်ရဲတယ်နော်ဘာပဲဖြစ်ရံဆိုတာမဖြစ်တာအကောင်းဆုံးပဲဘသူငါတို့ကပြောမယ်ဆိုလို့ရှိရင်ဘသူကိုဘယ်လိုပဲတုတ်ပြန်ငါတို့မှာလက်နက်ကမြတ်တာလက်နက်ပဲရှိတယ်မင်းတို့လည်းဒါပေမဲ့အပြည့်မြင်လို့မဟုတ်ဘူးဒါပေမဲ့စာတွေပါရေးတဲ့ခါကြလို့ချင်းလူတစ်ဖက်သားတွေနော်ထိခိုက်နစ်နာအောင်သူများကိုပြောမယ်ဆိုလို့ရှိရင်ဒုက္ခရအောင်မလုပ်နဲ့မရေးနဲ့ပေါ့နော်ဒီကိစ္စမှာဘယ်သူမှလည်းဘယ်သူမှလည်းဆိုတာအားလုံးကိုပြောမယ်ဆိုလို့ချင်းလူတွေအားလုံးကသိတယ်နောက်ပြီးတော့ဟို comment ရေးတဲ့အကိုကြီးနော်ကျွန်တော်အိမ်သားလက်ပြောင်းနေလိုက်ပါလားတယောက်နဲ့မသိတာမှကျွန်တော်အကြောင်းဒီလောက်သိတယ်ဆိုရင်ကျွန်တော်အိမ်သားမှာနေလို့ရတော့လေကျွန်တော်ဖင်ကောင်းဘလောက်ကျဲလဲဆိုတာအစားသူသိမယ်သလားတော်သူပဲနော်ခင်ဗျားတို့ပြောမနေပါနဲ့ဗျာအမှန်တကယ်တော့တောင်းမှန်တယ်ဆိုတာလဲကျွန်တော်ကကြောက်လို့နော်ဆိုးလင်းဆိုတာအချောက်ပါမလောက်ရဲကန်ရဲတယ်မလောက်ရဲလည်းမလောက်ရဲမကန်လည်းမကန်ရဲပါဘူးရန်လည်းမဖြစ်ရဲပါဘူးเนาะအဲ့ဒါကြောင့်မို့ငါကြောက်မို့လို့တောင်းမှန်တာပါလို့ကဲခင်ဗျားတို့ရှင်းပြီမဟုတ်လားသူများကြောက်ကိုသူများထက်ကိုသိတယ်သူတို့ကဒီ comment မှတ်တဲ့လူကကျွန်တော်နဲ့အရင်တုန်းကပေါ့နော်အလုပ်တူလောက်ခဲ့ဘူးတဲ့လူတို့ထင်ပါတယ်ဒါဟုတ်ပါတယ်ပေါ့နော်ကျွန်တော်အရင်တုန်းကစိုးလင်မဟုတ်တော့ပါဘူးအခုကတော့ကျွန်တော်အရန်ကြောက်တတ်တဲ့စိုးလင်ဖြစ်သွားပါပြီပေါ့နော်ဘာကြောက်တာလဲဆိုတော့ကျွန်တော်မိန်းမနဲ့ကျွန်တော်တို့မွေးထားတဲ့သားသမီးလေးနဲ့ပေါ့နော်ကျွန်တော်ခွဲရမှာအရန်ကြောက်ပါတယ်ဟုတ်ပါတယ်ကျွန်တော်အရင်တော့ဆိုလို့ရှိရင်တေးတွေပါလေလိုက်ခဲ့ဦးပါတယ်အဲ့လိုပဲသူပြောခဲ့တယ်လို့ပေါ့နှစ်ယောက်တယောက်လည်းထိုးတာပဲတွေ့တိုင်းရံဖြစ်နောက်ပြီးတော့ကျွန်တော်လက်နဲ့လှုပ်လိုက်လို့ခေါင်းပေါ်ထိပ်ပေါက်ခေါင်းကွဲဖြစ်သွားတဲ့လူတွေလည်းဒါအများပြားရှိပူရတာပေါ့နော်အရန်မှဆိုးလဲဆိုးတယ်ကျွန်တော်အရန်တော့ဆိုအရန်လဲမိုက်ရိုင်းတယ်လူသူများဆဲတဲ့ဆိုတာကျွန်တော်တချို့တော်တော်များတွေ့ဘူးလားပဲလိမ့်မယ်သူများဆဲတဲ့ဆိုတဲ့မိုက်ရိုင်းတယ်ဆိုတာဆိုလို့ရင်ချင်းနေတယ်လို့ပဲရှိတယ်မမရန်ရုံမနည်းနိုင်ချွတ်တွေပေါ့နော်အရန်ဆဲဆိုပြီးတော့ကျွန်တော်မိုက်ရိုင်းခဲ့တယ်ဒါပေမဲ့အဲ့ဒါတွေကလေအခုချိန်မှာကျတော့ကျွန်တော်ရဲ့ကျွန်တော်မိန်းမရဲ့တင်ပြပေးမှုနဲ့သူ့ရဲ့ပြောမှဆိုလို့ရှိရင်လမ်းပြပေးမှုကြောင့်
ကျွန်တော်အမှန်တရားကိုပေါ့နော်ဒါကျွန်တော်ရှာတွေ့တယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ဖျားရှိမှာတော့မှကျွန်တော်တစ္ဆာဆိုပြီးတော့ကျွန်တော်ပါဇက်ကနေပြီးတော့ရုပ်ရင်ကျမ်းတန်းတဲ့ဟိတိဩတ္တပတရားကျွန်တော်တို့ဒီအဆက်ကြောက်တရားကင်းမဲ့တဲ့စကားတွေမပြောတော့ပါဘူးဆိုပြီးတော့ကျွန်တော်တစ္ဆာရေးဆိုလာတာဗီဒီယိုဖိုင်လည်းရှိပါတယ်ပေါ့နော်ဒါစောနာညီလေးရေးတာအကိုမှန်နေနဲ့လက်အုပ်ချပြီးတောင်းပန်နေဆိုပြီးရေးထားတယ်ဒီကိစ္စမှာအကိုမှန်မဲမှန်မှန်မှားပဲမမှားပါဘာပဲဖြစ်ဖြစ်အကိုဘက်ကနေပြီးတော့ဟိုမေတ္တာလက်နဲ့တုတ်ပြန်လိုက်တဲ့အခါကျတော့ပြဿနာတွေအရှိရှိမဖြစ်ဘူးပြီးသွားတယ်မဟုတ်လားဒါနောက်ဆိုလို့ရှိရင်လည်းအကိုလည်းဆင်ញင်ရမယ့်အပိုင်းရှိတာပေါ့နော်ဘာလဲဆိုတော့အဲ့လိုအကိုတို့ကတော့ဘယ်သူဘယ်ဝါမှန်းလည်းမသိသူလာပြောတဲ့အဲ့လို comment လေးတွေပြန်မေးတယ်ပြန်မေးတဲ့နေရာမှာအကိုတို့ပြန်တဲ့နေရာမှာလည်းတစ်ဖက်သားထိခိုက်ပါစေနစ်နာပါစေနော်အကိုတို့လင်များမှာတကယ်အဲ့ဒီစိတ်ဓာတ်မရှိဘူးအကိုတို့ဖျားပေးကြမ်းပေးအကိုတို့လင်များအခုကားနဲ့သွားရင်ကားတိုက်ပြီးတော့အသေးစိုးနဲ့သေပါလေအကိုတို့အပေါ်မှာလေတေလောက်အောင်မုန်းနေတဲ့ကဘာရန်သူတွေဖြစ်ပါစေအဲ့ဒီလူအစင်မပြေတာဖြစ်စိတ်မကောင်းဖြစ်တယ်မမူနဲ့ကျွန်တော်လင်များနှစ်ယောက်စိတ်တက်တူတာအဲ့ဒါကြောင့်မို့လဲကျွန်တော်တို့ဘွားလက်တွေကိုပြီးစုံရတာနော်အော်သူတို့ဒုက္ခရောက်လို့ရှိလို့ရှင်လူတစ်ပတ်သားကျွန်တော်တို့ကတေလောက်အောင်မုန်းတဲ့လူပဲဖြစ်ပါစေနော်ဒုက္ခရောက်တာတွေ့အရန်စိတ်မကောင်းဖြစ်တယ်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေအစင်ပြေတာတွေ့လို့ရှင်အရန်ဝန်းတာတယ်အစင်မပြေတဲ့လူတွေများတော့ကျွန်တော်တို့လိုက်လူနေတန်းနေရတာအစင်ပြေတဲ့လူများတော့ကျွန်တော်တို့လည်းမလူရတော့ဘူးပေါ့ဒါပြောပြလိုက်ပါဦးမှာဟုတ်ပါတယ်အခုမိုးတို့ကတော့အဲ့လိုမျိုးပေါ့သူတို့ရေးတဲ့ comment လေးဆိုပြန်ပေးတာပေါ့နော်ပြန်ပေးတယ်ဒါမှတယောက်တော့ငါနားလဲမှုလဲပါသူတို့လည်းမိုးတို့မသိဘူးပေါ့နော်အဲကြောင့်လေကြာကိုဘက်ကမားသည်ဖြစ်စေမှန်သည်ဖြစ်စေနော်သူကလည်းတောင်းပန်လိုက်မယ်တဲ့ဆိုတော့တောင်းပန်လိုက်ကိုဘက်ကမားသည်ဖြစ်စေမှန်သည်ဖြစ်စေတောင်းပန်လိုက်တော့တယောက်ကြာအာဃာတာလည်းမရှိတော့ဘူးလေနော်အမုန်းလည်းမပွားတော့ဘူးနော်အဲကြောင့်မို့ line မှာဘာပဲတင်မိုးတို့ကတော့ဟောမဖြစ်ဘူးပေါ့နော်စိုးရင်ကဘာဖြစ်လို့ညာလို့တောင်းပန်တယ်လို့မဟုတ်ဘူးပြောတဲ့လူကလည်းကို့အမေလာကြီးဖြစ်နေတဲ့အတွက်လေသူကလည်းတောင်းပန်မယ်တဲ့ဟုတ်တယ်လေကိုမိဘတွေနဲ့ဆိုတက်တီတွေလောက်တွေပဲရှိရတယ်အဲကြောင့်မို့ဘယ်သူနဲ့မှမဖြစ်နိုင်ယောက်ျားလို့ဆိုသူကသူကတောင်းပန်မယ်တဲ့ဆိုတော့အဲကြောင့်တောင်းပန်တာပါနော်တချို့ပေးတွေကနေပြီးတော့တင်တယ်ဆိုးလေအားချောင်လို့ပေါ့နော်ငိုပြီးတော့တောင်းပန်နေရပြီငိုပြီးတောင်းပန်နေရပြီဆိုပြီးတော့တင်ထားတယ်ပေါ့နော်ဒါကျွန်တော်တော့အများကြီးမပြောချင်ပါဘူးသူတို့လူတွေကတော့တင်ကြတင်မယ်ထင်ကြထင်ပါပေါ့ဒါကျွန်တော်ပြောတဲ့တဲမှာမှားလားမမှားလားဆိုတာချင်းချင်းဝေခွဲတွက်တဲ့လူတွေဆိုလို့ရှိရင်သိပါလိမ့်မယ်ကျွန်တော်တို့စိတ်ထဲမှာကျွန်တော်တို့လင်မယားကိုကျွန်တော်တို့အာမခံရတာလက်ပြလုံတာတော့ကျွန်တော်တို့ဘုဒ္ဓဘုမှာဘာစိတ်တက်နဲ့မှပြောတာမဟုတ်ပါဘူးကျွန်တော်တို့မှာလူတွေအားလုံးကိုအစဉ်ပြေခြင်းနဲ့စိတ်တက်ပဲရှိပါတယ်နော်လူဘဝမှာနေရတာခဏလေးပါဗျာနော်ဘာလို့မဲမကောင်းခြင်းတွေအမုန်းတရားတွေဒေါသတွေမာမာနတွေနဲ့ဇက်သိမ်းသွားလို့ရှိရင်တည်ရင်လည်းကိုယ့်နောက်ကိုအဲ့ဒါအေးအရေးဖြစ်လိုက်ပြီးတော့တန်လျာမှာလည်းဒုက္ခပေးတတ်ပါတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ပြောင်းလဲသွားတာပေါ့နော်အပြောင်းလဲကြီးပြောင်းလဲသွားတာကျွန်တော်ရဲ့မိန်းမပါပဲကျွန်တော်ရဲ့မိန်းမလူမျိုးကအမတန်မှရှားပါပါတယ်ယောက်ျားကိုလူကောင်းတစ်ယောက်ဖြစ်အောင်ပြောင်းလဲပေးနိုင်တဲ့မိန်းမပေါ့နော်ဒါတချို့ဆိုလို့ရှိရင်ပြောခြင်းလဲပြောပါလိမ့်မယ်ဒါပေမဲ့မတ်မူနဲ့ကျွန်တော်စုံရတာကျွန်တော်အတွက်ကတော့အယမ်းကံကောင်းတဲ့ကျွန်တော်ဖျားပေးတဲ့လက်ဆောင်ပါပဲလို့ပြောချင်ပါတယ်ညီကိုမောင်နှမတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်ဗျာကျွန်တော်တို့လင်မယားဒီလို comment မျိုးကိုအခုတစ်ခါဖြေတာနောက်ဆုံးပါပဲဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီအိမ်နေဝယ်တယ်ခြံနေဝယ်တယ်ဆိုတဲ့ကိစ္စတွေကို line မှာတင်လို့ရှိရင်ရှမ်းနေရကြတော့ကျွန်တော်တို့ဗီဒီယိုတွေယူပြီးပြန်တင်တယ်နော်ဟိုတစ်ခါတော့မှမြန်မာပြည်သားထိုင်းနိုင်ငံမှာတတိယနာမည်ခံနေပါရင်လည်းဝယ်ရတယ်ဆိုတော့ကျွန်တော် line မှာတင်ပြီးတော့တီးတဲ့အတိုင်းမှာပြဿနာတွေရှာလို့ဒါပေမဲ့ဒီညီမလေးရေးထားတာကြတော့တို့လည်းပြောမှဆိုလို့ရှိရင်တကယ်သိကျင်လို့ပေါ့နော်အခက်ခဲရှိနေလို့ဒါရေးထားတာထင်တာပေါ့နော်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ပြောပြပေးမယ်နော်ပြောပြပေးတဲ့နေရာမှာတို့ခြံဝယ်တာဘယ်လောက်လဲ9သိန်းအဲ့ဒါဘာ9,000စီတော့9သိန်းပေါ့နော်9သိန်းကကျွန်တော်တို့ပြောပြမှာဆိုလို့ရှိရင်ကျွန်တော်တို့နှစ်ခြံဝယ်ထားတယ်200ပတ်လဲ200ပတ်လဲကို9သိန်းကျွန်တော်14သိန်းဒါကျွန်တော်တို့စောက်တဲ့ဥစ္စာပြောပြတာပေါ့နော်နောက်ပြီးတော့ကျွန်တော်တို့အိမ်ရဲ့ရေတွင်းရဲ့ခြံစည်းရိုးကာတာရဲ့မြေဖိုးတာတွေပါညာအကုန်လုံးပေါင်းလာအဲ့ဒီအိမ်ကအင်ကြီးပဲဘတ်တန်ရှိတယ်ဟိုက14သိန်းတန်နဲ့4သိန်းဆိုစုစုပေါင်းဆိုလို့ရှိရင်ကျွန်တော်တို့24သိန်းထိုင်းဘတ်24သိန်းအဲ့ဒီတော့ဆိုလို့ရှိရင်ကျွန်တော်တို့ရွှေတစ်ချက်သားမှာ6000တော့မပြည့်ဘူးကျွန်တော်တို့လင်မယားအဲ့ဒါရွှေ40သားနော်ရွှေ40သားရွှေ40အပြင်အဲ့ရစားရသေးတယ်ထပ်ပြီးတော့နော်အဲ့ဒါမျိုးလောက်လိုက်ဒါပေမဲ့ကိုကအဲ့လောက်မနိုင်ဘူးအဲ့လိုမျိုးနည်းနည်းပေါ်လောချောလောတွေရပဲလိုချင်တယ်ဆိုလို့ရှိရင်လည်းရှိသေးတယ်ကျွန်တော်တို့အိမ်လေးပြောမယ်မြေခွာကြတော့နည်းနည်းဈေးကြီးတာကျွန်တော်မှ gram ပါတယ်တချို့ကကျွန်တော်တို့ gram မရှိတဲ့ဟာလေးတွေရှိတယ်ဗျာအဲ့ဒါလေးလည်းဝယ်ပြီးတော်တော်များများနေကြတယ်ဘာမှတော့မဖြစ်ဘူးဒီတကြီးလက်မှတ်တွေပါတယ်နေပေါ့အဲ့လိုမျိုးဆိုလို့ရှိရင်2သိန်းခွဲ3သိန်းတချို့ဆို3သိန်းကျော်တာတွေရှိတယ်နော်အဲ့လိုမျိုးလည်းနေလို့ရတယ်
ကိုနိုင်တဲ့ပုံမူတည်ပြီးတော့ပေါ့နော်အဲ့လိုမျိုးနေလို့ရတယ်အဲ့ဒါကြီးလည်းရှိတယ်ကျွန်တော်တို့ကကြတော့နည်းနည်းဈေးကြီးတယ်နောက်ပြီးတော့ကျွန်တော်တို့လင်မယားမှာမြေခွက်လေးတွေရှိတယ်ကျွန်တော်တို့လင်မယားဝယ်ထားတာပေါ့နော်ဒါတချို့ကြတော့ကျွန်တော်မပြောချင်ဘူးဆိုတာကိုက line ပေါ်တက်ပြီးတော့ကြွားတယ်ဖြစ်မယ်ကျွန်တော်တို့လင်မယား line ပေါ်မှာတော့ကျွန်တော်တို့ပစ္စည်းတွေပါဝယ်တဲ့ခါကျရင်တင်တယ်ဆိုတာကျွန်တော်တို့ဝယ်တဲ့အနည်းချင်းလောက်ပဲတင်တာဘာလို့လဲဆိုတော့ကိုစိုးလင်းတို့လင်မယားဘာမှမရှိတဲ့ဘဝကနေပြီးတော့ဒီလိုမျိုးသူတို့ကြိုးစားသွားလို့ဖြစ်သွားတယ်ငါတို့လည်းအဲ့လိုကြိုးစားလို့ရှိရင်ဖြစ်မယ်ဆိုတော့ကိုကြီးကိုမောင်တို့မူတည်ရအောင်တော့ပြပြလိုက်ဟုတ်ပါတယ်အမြေခွက်ကလေဒီဗမာပြည်သားနာမည်နဲ့တော့ဝင်လို့မရဘူးလေဒါပေမဲ့ကိုယ့်ရဲ့အာမခံပေါ့နော်ယုံကြည်စိတ်ချရတဲ့ကိုတထင်းအဲ့လိုမျိုးနာမည်နဲ့ဝင်ရတာလေဗမာပြည်သားတော့ဝင်လို့မရဘူးအဲ့တော့မြေခွက်လေးတွေလိုချင်လို့ရှိလို့ရှိရင်လည်းဘို့တို့မှရှိပါတယ်မြေခွက်ကိုဘို့တို့2သိန်းစသွင်းပြီးတော့ကျန်အရေးကြနဲ့ရောင်းပေးမယ်နော်ကျွန်တော်ကမြေခွက်တွေရှိတယ်အရေးကြနဲ့ရောင်းပေးမယ်ကိုကြီးကိုမောင်တို့မတွေကျွန်တော်ပြောလို့ဆိုလို့ရှိရင်ကျွန်တော်စားတော့ဆိုင်တစ်ဆိုင်ဖွင့်မလို့ကျွန်တော်စဉ်းစားထားတယ်အဲ့ဒါကြောင့်မို့လို့ကျွန်တော်ကဒီမြေခွက်ကိုကျွန်တော်မသိမ်းတော့ဗျာပြန်ရောင်းပေးမယ်ကိုမြန်မာပြည်သားကြီးချင်းနေအစင်မပြေတဲ့လူဆိုကျွန်တော်အရေးကြနဲ့ကျွန်တော်ကိုယ်တိုင်ပေးမယ်စာချုပ်စာတမ်းနဲ့တေးသေးချာချာကိုလုပ်ပေးမယ်နာမည်လွှဲတာတွေပါတွေအကုန်လုပ်ပေးမယ်အကုန်လုံးပြီမှာကျွန်တော်ကမြေခွက်တွေရှိတယ်အဲ့ဒါကျွန်တော်တို့ပြတယ်ဆိုတာကျွန်တော်တို့ရဲ့ပြောမှဆိုရင်အစွန်းတွက်လောက်ပဲကိုကြီးကူမောင်ကဟိုလေးဝယ်ဒီလေးတွေ line မှာပြင်ပြဆိုအစွန်းတွက်လောက်ပဲကျွန်တော်တို့မှာဘယ်လောက်ရှိလဲဘယ်ရွေးရှိလဲဘာရှိလဲဆိုတာဒီကူမောင်ကတခါမှလည်းမပြောဘူးဒါပေမဲ့ပြောရမယ့်အရာတွေလည်းမဟုတ်ဘူးလေနော်ဒါတချို့ကကိုပြောမှဆိုလို့ရှိရင်ကြွားတဲ့ထင်မှာဒါကျွန်တော်တကယ်ပြောတာပါခြံဝယ်ခြင်းတဲ့လူလို့ရှိလို့ရှိရင်လည်းကျွန်တော်စီလာလက်ငင်းပေးနိုင်တယ်လက်ငင်းပေါ့ဗျာလက်ငင်းဒါမှမဟုတ်လက်ငင်းမပေးနိုင်ဘူးကျွန်တော်တို့ကအသွင်းလေးနဲ့ယူခြင်းတယ်ဆိုလဲကျွန်တော်အသွင်းနဲ့ရောင်းပေးမယ်เนาะအဲ့ဒါကြောင့်မို့ကိုတက်နိုင်တဲ့ဥစ္စာလေးရွေးပြီးဝယ်လို့ရတယ်မဲဆောက်မှာအများကြီးပဲ3သိန်းကျော်တန်းလည်းရှိတယ်2သိန်းကျော်တန်းလည်းရှိတယ်ဂရမ်မပါ3သိန်းဆိုကြီးရတယ်เนาะ3သိန်းလောက်ဆိုအကြီးရတယ်ဂရမ်မပါရင်တော့မှအဲ့ဒါကြောင့်မို့လို့ကိုကြီးကိုမောင်နှမတွေဒါကျွန်တော်ပြောတဲ့သဘောပေါက်ပြီးထင်ပါတယ်ချမ်းဝယ်ခြင်းနဲ့အရေးကြလေးနဲ့ဝယ်ခြင်းနဲ့ဆိုရင်လည်းကျွန်တော်ဆက်သွယ်လာလို့ရတယ်ဗျအားလုံးကျေးဇူးပါကဲဆိုတော့ဗျာနော်မိတ်ဆွေလည်းကြားရတဲ့အတိုင်းပဲစိုးလင်တယောက်လိမ့်မသွားတော့ဒါသူ့မိမရဲ့မမိုးကြောင်ပေါ့ဗျာနော်ဆိုတော့မိတ်ဆွေလည်းဒီဗီဒီယိုလေးကိုကြည့်ပြီးတော့မှဘယ်လိုမျိုးထင်မြင်ကြလဲမိတ်ဆွေရဲ့ထင်နေမြင်နေကိုအောက်ကကွန်မန့်မှာဝင်အောင်မှန်းခဲ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်ထပ်ဗီဒီယိုမှာလည်းထပ်တွေ့ချင်ပါသေးတယ်အားလုံးပဲတဒါ